မဟုတ်ပါဟုတ်လာရတယ်နားလေးနားမဆောင်းတဲ့လက်တွေကတော့ပြပါလေOh sorry နေလာပါစေလာလဲတော့ဟိုနေ့ကကျွန်မဆွဲတဲ့ခါလေးဖြစ်မယ်ဟောဒါတိတက်ကြီးရမဆွဲတဲ့တော့ဆိုပစ္စည်းရထုတ်ပြပါတော့ဆရာကျမဆန္ဒပါစေစပါတော့ဆိုတော့လောက်လိုက်ကဲပါတကယ်စိတ်ပေါ်အပြန်ဘာလေးကြိုက်ဆိုစပင်းနဲ့နဲ့တော့ဆန်းစစိတ်လောက်တော့ချလိုက်တာချလိုက်တာနီလာတော့တဲ့ရတယ်ပါစရနာခင်မှာစမ်းမယ်စရနာခင်အစမ်းခံတော့စရနာခင်အားလုံးလည်းစရနာတူပါကြပါစေနော်ဒီဟာလိုချင်ဆုံးပဲသူတောင်းပေးကြအောင်ကျွန်မစီရောက်တာမျိုးတို့နော်စမမြင်မှုတို့ရှင်းလို့လည်းမြင်ဘူးအောင်ပေါ့နော်စမဝေမျှတယ်ပေါ့နော်အားလုံးပဲမင်္ဂလာရှိလိုက်တယ်စမနဲ့ဘလောက်လာလဲစမနဲ့ဘလောက်လာလဲအစားကိုလာပါလေမီလေးနဲ့မှာလိုက်လာပြီးတော့လက်တွေတော့တုံတယ်ဝါမီထိုးလိုက်တော့မှဖလန်ထားဒါလေးကဒုတိယကြိုက်ဆုံးမရှိဘူးဘူးမှလည်းမမေးပါဘူးနော်ကျမပြောတာဘယ်လိုများဝယ်ပေးမလဲပေါ့နော်ဒီဘွားကျမပစ္စည်းလို့ခံစားရတယ်ရှင်သွားလိုက်တာရတနာခေုံနေမဟုတ်ရတနာယူသွားပါပြီ Oh my god ဒါတော့ဒါဖြုတ်လို့မရဘူးအဲ့ဒါပြမယ်โอเคမောโอเคမော